တခါတရံကျွန်တော်တို့မှာကာမစိတ်မျိုးပွားလိုတဲ့စိတ်ပြင်းထန်လာတတ်ပါတယ်မရှက်ပါနဲ့အဲ့ဒီစိတ်ကိုဘဝတိုးတက်အောင်လှုပ်ဆောင်ရာတွင်စွမ်းအင်တစ်ခုအဖြစ်အသုံးချလိုက်ပါနပိုလီယန်ဟေးရဲ့အဆိုအရအသက်40ကျော်မှအောင်မြင်လာကြတဲ့စီးပွားရေးလုပ်ငန်းရှင်အတော်များများဟာဒီစွမ်းအင်ကိုဘယ်လိုလမ်းကြောင်းပြောင်းရမလဲဆိုတာကိုနှစ်ပေါင်းများစွာလေ့ကျင့်ရင်းနဲ့မှနားလည်သွားကြတာလို့ဆိုပါတယ်ကျွန်တော်တို့မှာမျိုးပွားလိုစိတ်လိန်စွမ်းအင်လူတိုင်းမှာရှိပါတယ်ဒီလိန်စွမ်းအင်ကိုအသုံးချပြီးဘဝကိုတိုးတက်ပြောင်းလဲအောင်လုပ်နိုင်တယ်ဒါကို sexual transmutation အသွင်ပြောင်းလဲခြင်းလို့ခေါ်ပါတယ် sexual transmutation ဆိုတာဘာလဲရိုးရိုးရှင်းရှင်းပြောရရင်အသွင်ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်ရေနွေးငွေရဲ့စွမ်းအင်ကိုစက်ယန္တရားတွေလည်းပတ်ဖို့အသုံးချတယ်လို့မျိုးပဲလူခန္ဓာကိုယ်တွေကအားအကောင်းဆုံးဖြစ်တဲ့မျိုးပွားလိုစိတ်လိန်စွမ်းအင်ကိုကာမဂုဏ်အတွက်တင်မဟုတ်ဘဲတီထွင်ဖန်တီးမှုနဲ့ဆွဲလုံးလာအဖြစ်ပြောင်းလဲလိုက်တာပါဒီစွမ်းအင်ဟာလူတစ်ယောက်ကိုတာမန်ထက်ပိုမိုထက်မြက်တဲ့စိတ်ကူးစိတ်တမ်းတွေရစေပါတယ်သူရဲကောင်းဆန်တဲ့တတိနဲ့စိတ်သက်ခိုင်မာမှုကိုပေးပါတယ်သူတစ်ပါးကိုဆွဲဆောင်နိုင်တဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်လာစေပါတယ်လက်တွေ့အသုံးချပုံဒါကိုကျင့်သုံးဖို့အတွက်အဆင့်3အဆင့်ရှိပါတယ်နံပါတ်1မိမိမှာပြင်းပြတဲ့အလိုဆန္ဒဒါမှမဟုတ်စွမ်းအင်တွေတက်ကြွလာတဲ့အခါဒါကိုအပြစ်ရှိသလိုမခံစားဘဲဒါဟာအင်အားကြီးတဲ့စွမ်းအင်တစ်ခုပဲလို့အတိမတ်ပြုပါနံပါတ်2လမ်းကြောင်းပြောင်းခြင်းအဲ့ဒီအချိန်မှာစိတ်ကိုကာမဂုဏ်ဘက်မရောက်သွားစေဘဲမိမိအောင်မြင်ခြင်းနဲ့အလုပ်ပညာရေးဒါမှမဟုတ်ပန်းတိုင်တစ်ခုခုစီကိုအတင်းအကျပ်အာယုံပြောင်းလိုက်ပါဥပမာစာအုပ်ပြင်းပြင်းထန်ထန်ဖတ်လိုက်တာစီးပွားရေးအကြံဉာဏ်တစ်တွေထိုင်စင်းစားတာမျိုးပါနံပါတ်3အသိစိတ်ကိုခိုင်းစေခြင်းအိတ်ခါနီးအချိန်မှာစိတ်ကအေးငြိမ်နေတဲ့အတွက်မိမိဖြစ်ချင်တဲ့ပန်းတိုင်ကိုတကယ်ဖြစ်လာပြီလို့ပြင်းပြင်းပြပြစိတ်ကူးရင်ပါအဲ့ဒီအခါခန္ဓာကိုယ်ထဲကစွမ်းအင်တွေကအဲ့ဒီပန်းတိုင်စီကိုဥတည်သွားပါလိမ့်မယ်ဒါကိုကျင့်သုံးရင်ဘာအကျိုးကျေးဇူးတွေရမလဲဒီနည်းလမ်းကိုစနစ်တကျကျင့်သုံးတဲ့သူတွေမှာထူးခြားတဲ့ပြောင်းလဲမှုတွေတွေ့ရတတ်ပါတယ်ပြတ်သားတဲ့အာယုံစူးစိုက်မှုအာယုံနောက်စေမဲ့အရာတွေနှဲသွားပြီးအလုပ်တစ်ခုကိုအဆုံးထိပြီးမြောက်အောင်လုပ်နိုင်တဲ့အားအင်ရလာပါတယ်နှစ်ငွေကြေးနဲ့အခွင့်အလမ်းစိတ်ဆွမ်းအားတက်ကြွနေတဲ့သူဟာသူတစ်ပါးအပေါ်လွှမ်းမိုးမှုရှိလာပြီးစီးပွားရေးအရာဆက်ဆံရမှာပိုပြီးအောင်မြင်တတ်ပါတယ်3ကျန်းမာရေးနဲ့နှုတ်ပြမှုဒီစွမ်းအင်ကိုစနစ်တကျထိန်းသိမ်းနိုင်ရင်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနဲ့စိတ်သက်ပိုင်းဆိုင်ရာလန်းဆန်းမှုကိုပိုရရှိစေတယ်လို့ယူဆကြပါတယ်အကြောင်းအရာတစ်တွေအတွက် like and subscribe လေးလုပ်ခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်